ဒီကျွန်တော်ယူတော့မှာမလို့ ဘာလဲယူတော့မှာဆို မဟုတ်လေဒီမဟုတ်လေ ပစ္စည်းတွေကိုပြောတာပစ္စည်းတွေကိုပြောတာပစ္စည်းတွေကိုပြောတာကျွန်တော်ယူတော့မှာပစ္စည်းတွေကိုယူတော့မှာမလို့ မာ ဟုတ်တယ်နော်ဟုတ်တယ် ဒါလေးကတော့စိုးပြမဲ့အစီအစဉ်လေးပါ ဆိုတာပါ စူးပြရမှာဒီရောက် ပါနေ ပါနီလား မဟုတ်ဘူးရတယ်တော့လန်နလစ်ကောဒီပေါ်ရ ပါလေးပါလုပ်ပေးလို့ရတယ် ရတယ် ထွက်တယ်နော်ရောက်သူ့ပိုင်အောင်ဟုတ်သွားတယ် ညူဒါအသားရ မကားရရတယ်လာတယ် ဟုတ်ပါတ ညီ ယ် ရညီရလား ညီတယ် ညီရလား ညီရ ဟုတ်တော်တော်လာ ပါလေးလည်းလုပ်လို့ရတယ်အဲ့ ညာဝမယ်နော်ဒါမဲ့ တော့မဟုတ်လေ ဒါမဲ့အယောင်ထွက်တော်လာကျွန်တော်ပါလို့ပြလိုက်ဟောကျွန်တော်ဒီနေ့စစ်ကနေချာပါ ငါကအယောင်မရှိဘူးလားဆိုမယ် နော်မအချောင်းလေးဆိုလို့ ငါကတော့ဆိုမယ် yes for you do နော်အဲ့ဒါဟုတ် ဟင်းဟေးအထူကြီးပဲနော် ဟုတ်မဆွဲပါလေမဆွဲ သိရနော် မဆွဲမယ်လေနားလေ မနှုတ်နဲ့နော်ငါနာတိနေနော် တီးပြီ မနှုတ်နဲ့နော်ငါတိရနော် ဟုတ်လား ဟုတ် မဟုတ်ဘူးလေအယောင်လေးကိုအယောင်ထွက် တကယ်လား အယောင်ထွက်အားကောင်းနေဆိုတော့ပြကျင်တာလေလှပါရဲ့ဆိုမှပဲ ဒါမဲ့နည်းနည်းတော့ညားတယ်ဒီကဘာလေးဆိုပြတာကျွန်တော် လာနည်းနည်းတက်တယ်